ဘာသာပြောင်းပြီဆိုတဲ့သတင်းပေါ်ထေရဝါဒစစ်စစ်ပါပဲလို့လက်မထောင်ပြီးပြန်ပြေလာတဲ့ပိုင်စင်ရဲထွတ်တို့မိသားစုလက်ရှိအွန်လိုင်းပေါ်မှာဗုဒ္ဓဘာသာကိုအရန်ကိုးစားတဲ့ပိုင်စင်ရဲထွတ်တို့မိသားစုပြန်ဘာသာကိုကူးပြောင်းသွားတဲ့သတင်းကအတော်လေးနာမည်ကြီးလို့နေပါတယ်။ပိုင်စင်ရဲထွတ်မိသားစုဆိုတာဘာသာရေးကိုင်းဆိုင်တဲ့နေရာမှာအင်မတန်စေတနာပါလုံးသူဖြစ်ပြီးနေ့စဉ်ရှင်ပြုပွဲကြီးတွေကထိန်သင်္ကန်းတွေပရာဟိတအလှူတွေရေစက်ချပွဲတွေအများကြီးကိုမြိုင်ဆိုင်လှူဒန်းလေးရှိသူပါ။ဒါပေမဲ့အံ့ဩဖို့ကောင်းတာဒီလောက်ကြီးညိုတတ်တဲ့သူပိုင်စင်ရဲတို့ဟာသူ့ဇနီးနဲ့နိပလဲကိုတော့ခရစ်ယာန်ဖျားเจ้าမှလောက်ခဲ့တာမို့လို့အဲဒီကလေးကပရိသတ်တီဟာဘာသာမတူတဲ့လင်မယားနှစ်ယောက်ကြားမှာညီနိုင်ကြရရှိနေတယ်ဆိုတာသိခဲ့ကြပါတယ်။ဒါကြောင့်ရင်တထိန်ထိန်နဲ့စောင့်ကြည့်နေခဲ့ကြပေမဲ့လည်းလက်ထပ်ပြီးသားသမီးတွေရတဲ့အချိန်ဗုဒ္ဓဘာသာပေါ်အကြီးညိုမပြတ်ပဲလေရောမရမှဖုန်ကြည့်ကြတော့လိုက်ဘာသာရေးပွဲတွေကိုခက်ခက်နာနာကျင်းပလိုက်လုပ်နေတာကြောင့်စိတ်အေးခဲ့ရပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာတော့ရုတ်တရက်ကြီးခရစ်ယာန်ဘာသာကိုကူးပြောင်းသွားပြီဆိုတဲ့သတင်းကအွန်လိုင်းပေါ်မှာပွားထားနေခဲ့တာပဲဖြစ်ပါတယ်။ဆိုပါတပ်ပုံတွေထဲမှာလည်းခရစ်ယာန်ဘုရားကျောင်းမှာအခြားခရစ်ယာန်ဘာသာဝင်များနဲ့အတူနောက်တိုင်းဝတ်စုံဝတ်ပြီးရီမောနေခဲ့ကြတာမို့ပိုင်စင်ရဲတို့ကိုတကယ်ပဲဘာသာကူးပြောင်းသွားပြီလို့ယုံကြည်ခဲ့ကြတာပါ။အဲဒီနောက်ပိုင်းမှာတော့ဝေဖန်မှုတွေအများကြီးပေါ်ပေါက်လာခဲ့ပါတယ်။တချို့ကလည်းဘာသာပြောင်းပြီဆိုတဲ့ဒီသတင်းနဲ့ပတ်သက်ပြီးဗုဒ္ဓဘာသာရဲ့အနှစ်ကိုမသိလို့ပြောင်းကြတာစဉ်းစားဖို့ကောင်းပါတယ်။ကိုကြောင့်နဲ့ကိုကံမောဒီနေ့ခေတ်မှာဘာသာရေးမျိုးဆွဲမှုတွေအများများလာတော့နေစားကြောင်နဲ့ခရစ်ယာန်ဘာသာကိုပြေးဝင်တဲ့သူတွေများလာကြပါပြီ။တစ်သက်လုံးကြိုက်လာတဲ့ဒီမင်းတော့အခုအားမပေးတော့ပါလို့မှတ်ချက်တွေရေးခဲ့ကြပါတယ်။ဒါပေမဲ့လည်းအကောင်းမြင်သူချို့ကတော့ဗုဒ္ဓဘာသာကိုမစော်ခိုင်းရင်တော်ပါပြီ။သူတို့မှလည်းသူတို့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်။ဒါကိုနားလည်ပေးရမှာပေါ့။လက်ငါးချောင်းလုံးညီတာမှမဟုတ်တာ။ကံရဲ့အကျိုးဆိုတာရှိတာပဲ။ကိုပြုတ်တဲ့ကံပဲ့တင်တိုင်းကိုချံပြန်လာမယ်တဲ့။ကောင်းတာလုပ်ရင်ကောင်းကျိုးခံစားရမယ်။မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံစားရမယ်။ဗုဒ္ဓဘာသာအရင်ရိုးရှင်းပါတယ်။ဒါကိုလက်မခံနိုင်လို့အပြစ်တွေကြောင့်ဝန်ခံပေးမိတ်ခရစ်ယာန်နဲ့ဝင်သွားတဲ့ဆိုရင်လည်းနေပါစီတော့။အချိန်တန်ရင်အမားမယ်ကသူ့ဘာသာသူပေါ်လာပါလိမ့်မယ်လို့ပြောဆိုဆုံးမခဲ့ကြပါတယ်။ဒါပေမဲ့လည်းဘာသာရေးနဲ့ပတ်သက်လာရင်အထီးရှာလွယ်တဲ့မြန်မာနိုင်ငံမှာပိုင်စင်ရဲတို့ဘာသာပြောင်းပြီးဆိုတဲ့သတင်းကိုကြားတာနဲ့အားပေးတဲ့ပရိသတ်တွေကရုတ်တရက်ရောနေသွားပြီးဖြုတ်ချမှုတွေကလည်းတားမရအောင်များလာခဲ့ပါတယ်။ဒါကြောင့်အခုခါမှာတော့ပိုင်စင်ရဲတို့ရဲ့မိသားစုဝင်တူဖြစ်သူသူ့မျိုးသမီးကိုယ်တိုင်ကလူရှိထွက်လာခဲ့ပြီးကျမတို့မိသားစုဘာသာကူးပြောင်းနေဆိုတာသတင်းမှားတွေပါ။မီဒီယာအတုတွေကနေသူများမိသားစုရဲ့ယုံကြည်ချက်အကြောင်းကိုလက်လွတ်စပယ်ပြောတာအင်မတန်ကြက်ဝတ်မရှိအောင်ရောက်ပါတယ်။ခုချိန်ထိထေရဝါဒဗုဒ္ဓဘာသာတွေပါပဲ။ဘုရားကျောင်းကိုသွားရဲဆိုတာလည်းမဖြစ်မနေလောက်ကိစ္စရှိလို့ပွဲသွားတက်တာပါ။ကျမတို့ကလူပညာသည်တွေဖြစ်တဲ့အတွက်လူမှုဆက်ဆံရေးဆိုတာရှိပါတယ်။ဘုရားကျောင်းသွားတိုင်းခရစ်ယာန်ဘုရားကိုကိုးကွယ်တာမဟုတ်ပါဘူး။အခုချိန်ထိဘသူတဦးတယောက်ဘလို့ကိုးကွယ်ယုံကြည်မှုကိုမှမလေးမစားမလုပ်ခဲ့သလိုကျမတို့မိသားစုဘာသာတရားနဲ့ပတ်သက်ပြီးမဟုတ်တမ်းတရားလျှောက်ပြောတာကိုလည်းလက်မခံနိုင်ပါ။ဥပဒေရဆောင်ရွက်သွားပါမယ်လို့ကြေညာလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အခုလိုသဘောလေးလေးပြောဆိုမှုတွေပေါ်မှာထေရဝါဒစစ်စစ်ပါပဲလို့လက်မထောင်ပြီးပြန်ပြေးလာတဲ့ပိုင်စင်ရဲထွတ်တို့မိသားစုပေါ်ဘယ်လိုများထင်ကြပါသလဲနော်